တို့တဲ့အပိုင်းတဲ့တကရင်ကြည့်လိုက်ပါအောင်မေလီမနေ့ဖြန်ဆုံးကကြောင်းတက်ရတော့မှာပဲတဆုံငါလိုအဲ့ဒီပစ္စည်းတော့ဝယ်ရအောင်လေတော့ငါအပြင်တော့ဖို့ပစ္စည်းထည့်လိုက်မယ်ပတ်စံတော့ငါနည်းနည်းယူသွားမယ်ပတ်စံမီတော့ cash pay ပေးလိုက်တော့ပါမယ်โอเคတော့မယ်ငါတော့ခက်လိုက်မယ်โอเคတော့မယ်ဒီရောရောက်လာပြီဆိုတော့ငါအိမ်ကပတ်စံပါနေရယ် cash ပတ်စံနဲ့ထုတ်သွားလိုက်မယ်โอเคဘလို့ဆောင်းလေးဖြစ်နေဟဲ့โอเคထားလိုက်ပါဆောင်းလေးဖြစ်နေဆိုလေတတ်ဖြစ်ထိစီပဲပစောင်းလိုက်ထိထိရလိုက်မယ်ဘာယူရင်ကောင်းမလဲယူသားမဲ့တာလေးဒီနှုတ်ဘတစ်ခုယူသွားလိုက်မယ်အိမ်မှာလေးဒါရီရရှိတော့ရှိသေးတယ်မဲ့အဲ့ဒါတွေကအရင်တော့ယူလိုက်ဟိုင်းဆိုတော့ Okay potato chips လေးယူသွားလိုက်မယ်ကျွန်တော်တော့လောက်ထိမကြိုက်ဆိုတော့လိုက်ပါမယ်ဟုတ်ပါတရိစံနေဒီမှာတေးဦးရရှိရပဲဒါလေးလာတာခေဒါရီနောက်မှပဲလာပဲတော့ပါမယ်ခုကဒါပဲရှိရဆိုရှင်းလိုက်တော့မယ်ရှင်းရလို့မရှိဘူးဆိုတော့ကိုပဲလို့အမေချင်တယ်โอเคအိမ်ပြန်မယ်အိမ်ပြန်ရောက်ပြီဆိုတော့ဖမ်းလိုက်ပါအောင်မယ်โอเคဆိုတော့ကငါအစားအစာပြန်ချလိုက်ပါအောင်potato chips อีလိုက်တော့မယ်တခါရေခောက်ဆွဲလေးငါစားလိုက်မယ်အပေါ်ပြန်တက်လိုက်ပါအောင်မယ်ပေါ်ပြန်ရောက်ပြီဆိုတော့ငါပစ္စည်းချလိုက်တော့မယ်ညနေရောက်ပြီပဲဆိုတော့ငါမဖြန်ကြောင်းတော့ဖို့အတွက်ပစ္စည်းထည့်တော့လာမယ်ဖုန်းယူသွားလိုက်မယ်အင်းတော့လည်းပြင်ယူသွားမယ်ဖုန်းတော့ဆန်ရောလိုက်ပါโอเคစောက်တစ်ထည့်သွားမယ်
ထွက်လာလိုက်မယ်တော့ဒီမှာတော့ဆက်လိုက်ပါအောင်မယ်ကွယ်ဟုတ်သွားပြီပဲโอเคငါဒီထမင်းမစားတော့ပါမယ်ထမင်းနဲ့ပါနေဆိုင်ကောင်းနေကြည့်လိုက်ပါအောင်မယ်ဒါလေးနဲ့စားမယ်ခေရလောက်ပြီပကံနဲ့ထည့်လိုက်တော့မယ်ကောင်းလိုက်တာပကံနဲ့ပြန်ကြည့်လိုက်ပါအောင်မယ်โอเคငါအေးတောက်လိုက်အောင်မယ်ခေပုတ်တင်တတ်တော့မယ်ခေမနေ့ပြန်တော့ငါအိုက်စာရေးစတာဖြစ်နေပြီဆိုအိတ်လိုက်ပါတော့မယ်ဒါလေးပဲဖွင့်ပြီးအိတ်တော့မယ် TV ကိုကြတော့မနေ့မိုးလေးမီဆိုတော့ငါမျက်နှာတော့တက်လိုက်ပါအောင်မယ်စောသေးတယ်ဆိုတော့ငါရေပါချိုးလိုက်မယ်โอเคငါအိမ်နဲ့သွားပြီဒီချိုးလိုက်ပါအောင်မယ်ပြီးသွားပြီဆိုတော့ငါကျန်တက်လာဒီငါငါတော့တိုက်လိုက်အောင်မယ် finish ဆိုရင်ငါမို့စားလိုက်ပြီးကြားအောင်စောသွားလိုက်မယ်မီးတွေပြန်ပိတ်ခဲလိုက်အောင်မယ်အောက်ထပ်မှာလည်းမီးပိတ်ရအောင်ခွေးလေးလည်းစားကြည့်ရအောင်မလားမင်းနေရဆိုတော့ကငါအင်ကြီးကိုပြလေးကိုတိုင်းကောင်းလဲဒီနေ့ရတီကိုတော့တာရတယ်ဆိုတော့ဒါလေးကိုတော့လိုက်တော့မယ်ဆိုရင်ငါမီးလိုက်ပေးလိုက်အောင်ငါအိမ်တော့ပြမယ်
ဆိုတော့ငါသွားရမယ် Okay ငါကြောင်းတော့ရောက်လာပြီပဲကြောင်းကတော့နည်းနည်းတက်ရှည်ပါဒါငါရဲ့အခန်းလို့တော့ပြောတာပဲနေစမ်းပါ Okay ပေါ်တင်ထားလိုက်မယ်ဒီနေ့ lesson ကဘာတင်မလဲမသိဘူးဒါလေးရဲ့ငါရဲ့ဒီbook လေးရဲ့ပဲယူသွားလိုက်မယ်ပြီးတော့ခေတာငါနေ့ပေးနာမထိုင်မယ်နော်ရပါရဲ့ထိုင်ပါကျေးဇူးပါအော်ဒါနဲ့လူတွေတိတ်မဆောင်သေးဘူးနော်ဟုတ်တယ်ဒီနေ့ဘာ lesson တင်မှာလဲမသိဘူးပြလို့ရမလားဟောဒီနေ့က English lesson တင်မှာဟုတ်ကျေးဇူးပါနော်လူစုံပြီးနော်အားလုံး Okay ဒီနေ့ lesson စလိုက်ကြရအောင်ဒီနေ့ lesson က English lesson ဖြစ်တဲ့အတွက်အားလုံးတတိယနားထောင်ပါOkay အရင်ဆုံး Sorry Okay lesson စကြပါမယ် Page number 8ကိုလည်းမှာအိတ်မှာပါတဲ့စာကြောင်းတွေအပေါ်ဆုံးစာကြောင်းမှာအဲ့စာကြောင်းတွေရဲ့အရေးကြီးအချက်အလက်တွေပါလိုက်မှတ်ချက်ပါOkay ဒီနေ့ lesson ကတော့ဒီလောက်ပါပဲအားလုံးပဲ lunch break ပါဟိုမြင်လိုက်ကြ lunch break တော့ရောက်သွားပြီပဲအော်ဒါနဲ့ lunch break ကဘယ်နာလဲမသိဘူးနော်ဟုတ်ကဲ့လိုက်ပြပေးမယ်နော်ဟုတ်ကျေးဇူးပါဒီပါပါဟုတ်